သွေးတိုးပြီးတော့ဒီအုံနောက်ထဲကသွေးကြောပေါက်သွားတာပေါ့နော်အဲ့ချိန်မှာသွေးထွက်လာတယ်အဲ့သွေးခဲကိုတော့ကျွန်တော်တို့ခွဲစိတ်ပြီးဖယ်ရှားပြီးပါပြီနောက်တစ်ဆင့်ကတော့ကျွန်တော်တို့ဒီလူနာအနေထားရကျွန်တော်တို့ညွှန်ကြားထားတဲ့အတိုင်းပဲအစားအသောက်နဲ့ဆေးဝါးကိုပုံမှန်ပြုစုပေးမယ်ဆိုရင်လအနေငယ်လောက်ကြာရင်နော်နေပြန်ကောင်းပြီးတော့ပုံမှန်လှုပ်ရှားသွားလာနိုင်ပါညီမအနေနဲ့ကဒီလေဖြတ်လူနာကိုပထမဆုံးပြုစုလာတယ်လေဟုတ်ပါအရှင်ဆရာကြီးအကူနဲ့တမီးတို့နဲ့ခွဲနေတာတော်တော်လေးကြာပါရှင်အကူကပြပြတပြည့်လေးနေရဲဖြစ်တယ်လို့နေဖြစ်တယ်လို့စားယောက်ျားလေးဆိုတော့အထစားလေးနေရှိရရှင်ဆရာကြီးအခုလေလူနာကကျွန်တော်တို့ဒီအစာမမြူချရခက်တဲ့အတွက်ကြောင့်နှာခေါင်းကနေပြီးတော့အစာရင်းနဲ့ရှိပေါ့နော်အစာပိုက်ထည့်ထားတယ်အဲဒီကနေပြီးတော့စနစ်တကျအစာကျွေးဖို့လိုပါတယ်ကံကောင်းတာကတော့ကျွန်တော်တို့ဒီမှာဆေးရုံမှာnutritionist ပေါ့နော်အာဟာရဆရာဝန်ပေါ့အာဟာရဆရာဝန်ရှိတယ်တစ်ခါလည်းပြသွားလို့ရတယ်ကဲဆရာမကဒီမှာတစ်ခါတစ်ချက်လောက်လိုက်ပြပေးတယ်နော်ဟုတ်ကဲ့ဆရာကျေးဇူးများတင်ပါတယ်ရှင်ကဲဆရာမဒီလို case မျိုးရောက်လာရင်ဘယ်လို manage လုပ်ရလဲဟုတ်ဆရာအဓိကတော့ဆရာလူကတော့မစမချင်းစားတော့တယ်ပြီးစီးကြိုရတယ်စီးကြိုကနေတစ်စင်းကြောက်ကပ်ကိုထိတယ်အဲ့တော့ဒီစီးကြိုနဲ့ကြောက်ကပ်ကနေပြီးတော့တွေးတူကဆက်ရလာတယ်ဆရာအဲ့တော့ဒီတွေးရအဆုံးထိတိုးရနေပြီးတော့အုံနောက်တွေတော့ပြတ်သွားတယ်ပေါ့နော်အဲ့တော့ဒီတွေးကြောလေးတွေပေါက်တာနေပြီးတော့တွေးရခဲသွားတယ်ဒါခုဆိုဆရာကဒီခဲနေတဲ့တွေးကြောလေးကိုထည့်ထုတ်လိုက်တယ်ပေါ့နော်အဲ့ဒီကနေပြီးတော့စိတ်နဲ့ဆက်ပြီးတော့ကုတယ်ဆရာအဲ့ဒါနဲ့ဆရာဘာလို့ nutritionist ကိုပြောလိုက်တာလဲဆရာပုံမှန်ဆိုရင်ဆရာဒီ feeding plan တွေကစာရွက်ထုတ်ပြီးနိုင်ရတာပဲလေစီစားတကြားအချို့မှုန့်ပေါ့နော်ဒါတွေကိုမစင်မကျင်စားလို့ဖြစ်တာအဓိကတော့အာဟာရပြဿနာလည်းသူ့မှာရှိနေတယ်နော်အဲဒီအတွက်ကြောင့် clinical nutritionist နဲ့ဒီကိစ္စလွှဲကိုလွှဲမှရမှာဒါမဲ့ဆရာ nutritionist ကလေဒီစိတ်ရုပ်စေကနိုင်မှာမရှိဘူးเนาะအဲ့ကြရင်ဘယ်ကိုလွှဲရမလဲဆရာnutritionist မရှိရင်တော့ doctor ကို refer လုပ်လို့ရတယ်doctor company မှာက nutritionist home visit ရှိတယ် online consultation လည်းလုပ်ပေးတယ်ပြီးရင်လူနာယောဂအခြေအနေနဲ့ကိုက်ညီပြီးတော့လူနာ green light မဲ့အစားအသောက်တွေကိုလည်းစီစဉ်ပြီးတော့ one stop service ပေါ့နော်ဒါဆိုလို့ရှိရင် doctor ရဲ့လိပ်စာကတ်နေပါလူနာကအုံနောက်တွင်သေးကြောပေါက်ထားတာဆိုတော့ပြန်မကောင်းသေးတဲ့အထိတော့စာဟာရကိုသူ့ဘာသာစားနိုင်အောင်မှာတော့မဟုတ်ဘူးဆေးရုံဆင်းသွားပြီးတဲ့နောက်မှာလည်းလူနာရဲ့အစားအသောက်အတွက်ပြင်ဆင်ပြုလုပ်ရမှာတွေတော့အများကြီးရှိမယ်နော်အဲ့တော့မို့တမတော်ကြီးကကျမတို့အာဟာရဆရာဝန်ကိုလူနာရဲ့ medical records တွေနဲ့ refer လုပ်ပေးထားတယ်လောလောဆယ်တော့လူနာကိုစာပိုက်ထည့်ထားပြီပေါ့နော်စာပိုက်ထဲကိုထည့်ဖို့စီးနဲ့အစာကိုသတ်မှတ်ချိန်တိုင်းထည့်ပေးဖို့အတွက်တော့ပြင်ဆင်ပေးရမယ်ပြီးရင်အစာပိုက်အစာအချိုးအစာမှန်ဖို့နဲ့တန့်ရှင်းရတော့တေချာလေး queue ဆိုင်ပြီနော်လူနာလေးအာဟာရပြည့်လို့တော့လုံးဝမဖြစ်ဘူးနော်တချို့လူနာရှင်တွေကကျမတို့အာဟာရမုန့်တွေတော့ထည့်တာပဲဒါပေမဲ့လူနာကထူးထူးထောင်ထောင်ဖြစ်မလာဘူးဖြည်းဖြည်းနဲ့ပိန်ပိန်လာတယ်ဆိုတာလေအဲ့ဒါထည့်တဲ့အချိုးအစာနဲ့ထည့်နေမှမှန်လို့ဖြစ်တာ protein calorie fluid balance မှန်မှုတော့အရေးကြီးတယ်ရှော့ဒီမှာအိမ်မှာအစာအာဟာရထည့်ဖို့လုံနေတဲ့အချိန်စီကလေးကြည့်ပြီးတော့မရှင်းတာရှင်းတခါတည်းမီနော်တကယ်လို့လုံးဝတာခက်ခဲတယ်ဆိုရင်တော့ ready made လိုချင်တော့တော်တော်ကနေပြီးတော့မှလို့တော့ရတယ်ဟုတ်ကဲ့ရှင်ဆရာမဆရာမရှင်းပြထားတာလည်းလွယ်ကူလောက်မှာပါကိုကကိုပဲလုပ်ကြည့်ပြီးတော့မှကြွေးကြည့်လိုက်ပါမယ်ရှင်ဟုတ်ကဲ့ဟိုလေးသမီးမားမှာဆိုလို့တစ်ချက်ပြန်ပြောကြည့်မယ်နော်ဟိုထမင်းကနတ်စွန်းပြီးတော့အသားငါးက30သားဟုတ်တယ်ပြီးတော့ပဲနီလေးကတစွန်းရွှေဖယုံသီးက3ချက်သားမုံလာဥနီက3ချက်သားကျွတ်တုံဖြူနီက1လုံးဂျင်းကလက်တစ်စစ်ဟင်းဟင်းရွက်ကတစ်ခတ်အာလူကတစ်ချမ်းပြီးတော့တန်လွင်စီတွေရောအမုံနှမျိုးကလည်းပါသေးရဲ့နော်ပြီးတော့ကျုပ်အကားလည်း4လုံးတော်တော်များဒီမှာလေးအိမ်မှာစာဟာရကိုယ်တိုင်လုပ်ကြည့်လိုက်လုပ်ကြည့်ပြီးသွားလို့ရလာပြီဆိုလို့ရှိရင်ထည့်ဖို့အတွက်ကို nurse ကတင်ပေးလိမ့်မယ်နော်ဟုတ်ကဲ့ရှင်တော်တော်အာဟာရဆန်လို့လာပို့တာပဲအခုမှပဲစိတ်ချလက်ချနဲ့အခုအတွက်အာဟာရအတိအကျထည့်နိုင်တော့တယ်တော်ပါသေးရဲ့ကြောက်ကြောက်ရှိနေလို့